အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ kimchi chicken လောက်စားမှာပေါ့နော် kimchi chicken ကလွယ်တယ်စားလို့လည်းကောင်းတယ်အဲ့တော့လောက်စားဒီမှာဝယ်စားပြီဆိုရင်15ကျပ်18ကျပ်ကြာမယ်ဒါပေမဲ့ကိုယ့်ဘက်ကတော့လည်းကောင်းတယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ pork belly green onion ပြီးတော့ kimchi ပေါ့နော် kimchi ကအစ်စ်မဟုတ်ပဲဟောင်းတော့ကြာနေတဲ့ kimchi ဆိုရင်ပိုကောင်းတာပေါ့နော်အတန်နဲ့ဗီဒီယိုနဲ့မညီတဲ့ဖြစ်တဲ့အတွက်မမြင်ပြောမှဖြစ်မယ်အဲ့တော့ kimchi ကအတိကိုရီးယားအချီမာပေးရပါဘောနော်အဲ့တော့ kimchi 9လလောက်ထိရှိပြီထင်တယ်ရေးခဲ့ကြတာအရန်ကောင်းတယ်အဲ့တော့ဘာလို့မလဲဆိုတော့ကျက်တမိတ်တွေကိုတားနဲ့ပါလိမယ်ပြီးသွားရင်ဝတ်သားကိုလှီးမယ်လှီးနေတဲ့ဗီဒီယိုပေါ့နော်လိုအပ်တာတွေကိုပြန်ဆိုပြီးလှီးနေโอเคအခုတော့နှမ်းစီလေးနဲ့ပူအောင်လုပ်ပွားရင်ကျက်သွန်မိတ်လေးတို့စီတက်တာပေါ့နော်ကျက်သွန်မိတ်နဲ့ကျက်သွန်နီနဲ့ဆိုရင်ကျက်သွန်နီကိုထည့်တာလို့ဆိုရင်ဒီတကယ် recipe မှာလည်းတို့ကဒီကျက်သွန်နီကိုထည့်တယ်မဲ့ကျက်သွန်နီမကြိုက်လို့ကျက်သွန်နီဖြုတ်လိုက်တယ်ပေါ့ဒါတော့ကိုယ့်တဘောနဲ့ကိုယ်ပဲပြီးသွားရင်အဲဒီဝတ်သားလေးကိုထည့်ပြီးသွားရင် kimchi လေးကိုချော့လို့ကကြီးနဲ့ညှက်လိုက်ဒါနဲ့လေးရတဲ့ဆိုင်ကကြီးနဲ့အိုးလေးချမှာညှက်တာပို့ပြီးတော့ကောင်းနေထင်တယ်ပေါ့နော်ပြီးသွားတဲ့အခါကျရင်ညှက်ပြီးသွားပြီဆိုရင်မွေရွာတဲ့အခါကျရင်ကျက်သွန်ဖြူလေးထည့်မွေဒါကတော့ကိုရီးယားငယ်တီပေါ့နော်သူလဲဆက်တယ်ပေါ့နော်ဆက်တာတော့30လောက်ထည့်ပြီးတော့မွေပြီးသွားတဲ့အခါကျရင်တော့ kimchi ဒီကြားလေးဖြစ်တဲ့ kimchi ဘူးရဲ့အရေးပေါ့နော်အဲ့အရေးကတကယ်ဒီ kimchi ကြီးရဲ့အသက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကိုထည့်ပြီးသွားရင်ဘိန်းကပြားလေးကိုအဆွမ်းစော်လေးကိုနည်းနည်းထည့်ပြီးသွားရင်ရေနွေးထည့်ပြီးရင်အဲ့ဒါကိုရီးယားမျိုးတီကိုချူကာတို့အဲ့ဒါလေးကိုထည့်ပြီးမျိုးပေါ်မှာ9မိနစ်10မိနစ်တကယ်တော့9မိနစ်10မိနစ်တောင်းရဆိုလုံလောက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အသားရည်လည်းကြော်တာကြက်နေပြီးတော့ပြီးသွားတဲ့ခါကျရင်ပဲပြားလေးကိုလှီးပါတယ်ပဲပြားကိုရေးစစ်ပြီးရင်တုံလေးတုံဗီဒီယိုကနှေးနေတော့အတန်းမြန်တော့ဗီဒီယိုကနှေးနေโอเคအမှတုံခဏဆောင်းလာဝင်သူတုံနေတော့ဆောင်းโอเค1 2 3 okay put it back okay ပဲပြားတွေတုံလို့ပြီးသွားပြီဆိုရင်တိုင်းတခါသုံးပကံပြားတွေကိုခဏထည့်တာပြီးသွားရင်ဘေးစင်ထဲကိုထည့်ပြီးစီးမဲ့ဟာတွေကိုဒီမှာစီးပြီးသွားရင်ခုနကချက်ထားတဲ့ kimchi ဟင်းညိုကချက်တော့မယ်ပေါ့နော်အဲ့ဒါကိုပဲပြားထည့်ပဲပြားလေးကိုပဲပြားပေါ့နော်ဘာမှမရှင်းပြတော့ဘူးပြီးသွားရင်တပုံရိုက်ဘာလို့လဲဆိုတော့မိုင်းဒီပါညာတင်မယ်တငယ်ချင်းတွေကိုပုံမယ်ဆိုတော့တပုံရိုက်မယ်โอเคပြီးသွားတဲ့အခါမွေဘာလို့လဲမီးကြီးဖို့လိုအပ်တယ်လေအရသာကိုโอเคမွေโอเคမီးကြီးမယ်ဒါကတော့ထမင်းကိုမတည့်ရသေးတခါသုံးဒီကိုရီးယားထမင်းပေါ့လေတခါသုံးထမင်းနဲ့ microwave ပြတဲ့ခါတိုင်းစားလို့သူကဆန်အီလေးဆိုကောင်းဒါကတော့ကျက်သွားပါပြီကျက်သွားတဲ့အတွက်ချပြီးတော့စားပါမယ်စပင်းလေးကတော့အေးရနေလို့ချင်းရှုပ်ပွားနေတဲ့အတွက်တင်းကြီးခံပြီးကြည့်ပေးပါဟုတ်ဒီမှာလုံးဝအရာသာရှိတော့ကောင်းမွန်တဲ့ဒီရပါပြီရှင်တရကန်နောက်ပြီးတော့ကိုလာလေးကဖောက်ပြီးတော့စားပါမယ်ကောင်းမွန်တော့ရတာရှိတော့သူကလေးဆက်လေးနဲ့ပြီးတော့အကောင်တော့ဒီရတာကိုထိုးတက်လည်းပြောနေကြမလို့သိပြီးသားပါဒါပေမဲ့ကိုကတာကိုအိမ်မှာချက်ပြီးတော့စားရတဲ့အတွက်အေးရမျိုးချင်းစားအရန်ကောင်းပါလေအရန်လည်းမကြပဲအရန်လည်းလွယ်ပါလေဒါကတော့ကင်မရာလေးရွှေ့ရမှာပြင်လာတယ်ဒီနားလေးရပဲစားပြီးတော့ဒီနားလေးမှာပဲဗီဒီယိုအဆုံးသတ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်